စီးပွားရေးလုပ်ငန်းတစ်ခုစတင်တည်ထောင်တာဖြစ်စေလက်ရှိလုပ်ငန်းကိုတိုးချဲ့တာဖြစ်စေငွေကြေးရင်းနှီးကပ်တယ်ဟာအလွန်ရေးကြီးတဲ့သွေးကြောတစ်ခုဖြစ်ပါတယ်လုပ်ငန်းရှင်တိုင်းဟာလိုအပ်တဲ့ငွေကိုဘယ်ကနေရှာဖွေရမလဲဆိုတဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ရပါတယ်အဓိကအားဖြင့်ငွေကြေးရှာဖွေတဲ့နည်းလမ်းနှမျိုးရှိပါတယ်အဲ့ဒါတွေကတော့ကြွေးမြီဖြင့်ငွေကြေးရှာဖွေခြင်း debt financing နဲ့ share ဖြင့်ငွေကြေးရှာဖွေခြင်း equity financing တို့ပဲဖြစ်ပါတယ်ဒီနည်းလမ်းနှမျိုးလုံးဟာလုပ်ငန်းတစ်ခုကိုကြီးထွားစေဖို့အထောက်အကူပြုနိုင်ပေမဲ့သူတို့ရဲ့သဘောတဘာဝအကျိုးဆက်နဲ့ risk တွေကလုံးဝကွဲပြားခြားနားပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိဘဏ္ဍာရေးစနစ်ကိုကြည့်မယ်ဆိုရင်လုပ်ငန်းအများစုဟာပုဂ္ဂလိကဘဏ်တွေကချင်းငွေရယူတာဒါမှမဟုတ်မိသားစုမိတ်ဆွေတွေစီကပတ်စံချီယူပြီးရင်းနှီးငွေထည့်သွင်းတာစတဲ့ရိုးရှင်းတဲ့နည်းလမ်းတွေကိုပဲအားထားနေရဆဲဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းတွေကြီးထွားလာတာနဲ့အမျှရင်းနှီးမြှုပ်နှံသူတွေ investors ဒါမှမဟုတ် share ရှင်တွေ shareholders တွေစီကနေငွေကြေးရှာဖွေတဲ့နည်းလမ်း equity ကိုပုံပုံနားလည်ကျင့်သုံးဖို့လိုအပ်လာပါတယ်။ဥပမာအားဖြင့်လက်ရှိမြန်မာစီးပွားရေးအခြေအနေမှာဘဏ်တွေရဲ့ချင်းငွေသုံးနှုန်းမြင့်မားမှုနဲ့ချင်းငွေစည်းကမ်းတင်းကျပ်မှုတို့ကြောင့် debt financing ကိုအသုံးပြုဖို့ပုံခက်ခဲလာနိုင်ပါတယ်။အဲ့လိုအခြေအနေမျိုးမှာလုပ်ငန်းအနေနဲ့ကိုမျှဝေခံစားပြီးလုပ်ငန်းတန်ဖိုး value တိုးတက်လာတဲ့အခါမှသာအကျိုးအမြတ်ကိုခံစားလို့တဲ့ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေ equity investor ကိုရှာဖွေခြင်းဟာပုံမကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်နိုင်ပါတယ်။ဒါကြောင့်လုပ်ငန်းရှင်တအုပ်အနေနဲ့ဒီနည်းလမ်းနှမျိုးရဲ့အားသာချက်အားနည်းချက်နဲ့အရင်းမြစ်တွေကိုသိကြစွာခွဲခြားသိရှိထားဖို့ကအလွန်ရေးကြီးပါတယ်။ဆက်လက်ပြီးတော့ debt financing နဲ့ equity financing တို့ရဲ့အဓိကကွာခြားချက်တွေကိုပြောပြပေးသွားပါမယ်။နံပါတ်1ငွေရဲ့သဘောတရား nature of the fund debt financing ကိုတော့လုပ်ငန်းအတွက်ယာယီငွေကြေးဖြစ်အသုံးပြုပါတယ်။သတ်မှတ်ထားတဲ့ကာလအတွင်းမှာအတိုးနဲ့အတူပြန်လည်ပေးဆပ်ရပါမယ်။ငွေကြေးသူ creditor ကတော့လုပ်ငန်းရဲ့ပိုင်ဆိုင်မှုကိုလုံးဝရယူခွင့်မရှိပါဘူး။ equity financing ကိုတော့လုပ်ငန်းအတွက်အမြဲပိုင်ဆိုင်တဲ့ငွေကြေးဖြစ်အသုံးပြုပါတယ်။ပိုင်ရှင်မှာပြန်ဆပ်ဖို့တာဝန်မရှိပါဘူး။လုပ်ငန်းကြီးထွားလာပြီးလုပ်ငန်းတက်ဖို့တိုးတက်လာတဲ့အခါမှသာဒါမှမဟုတ်လုပ်ငန်းပြန်ရောက်တဲ့အခါမှသာငွေထည့်တဲ့သူ investor တွေကပိုင်ဆိုင်မှုကနေပြီးတော့ဝေစုအမြတ် dividend ကိုရရှိမှာဖြစ်ပါတယ်။ investor ဟာလုပ်ငန်းရဲ့အချိုးကျပိုင်ဆိုင်ခွင့် share ကိုရရှိပါတယ်။နံပါတ်2ငွေကြေးရဲ့အရင်းမြစ် where the funds come from ကျွေးမိရဲ့အဓိကအရင်းမြစ်ကဘဏ်တွေဖြစ်ပြီးလုံခြုံမှု collateral ဒါမှမဟုတ်အာမခံ grant တစ်ခုထားရှိပြီးတော့ချင်းငွေထုတ်ပေးလေးရှိပါတယ်။နောက်တစ်ခုကတော့ငွေကြေးစာချုပ်တွေဖြစ်တဲ့ bonds တွေဖြစ်ပါတယ်။ကြီးမားတဲ့လုပ်ငန်းကြီးတွေကအများပြည်သူတွေစီကဒါမှမဟုတ်အဖွဲ့အစည်းတွေစီကငွေကြေးကိုစာချုပ်ထုတ်ပြီးချေးယူပေးပါတယ်။နောက်ဆုံးတစ်ခုကတော့ microfinance institutions တွေဖြစ်တဲ့အသေးစားငွေချေးလုပ်ငန်းတွေဖြစ်ပါတယ်။ share ရဲ့အရင်းမြစ်တွေကတော့လုပ်ငန်းစတင်တည်ထောင်သူကိုယ်တိုင်ရဲ့ငွေကြေး founders capital ရင်းနှီးမြှုပ်နှံသူတွေမိသားစုနဲ့မိတ်ဆွေတွေလုပ်ငန်းငယ်လေးတွေကိုစောစီးစွာစတင်ရင်းနှီးမြှုပ်နှံသူတို့ချင်းဖြစ်တဲ့ angel investors တွေသုံးတီထွင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေဖြစ်တဲ့ venture capital တွေလက်လာရှိတဲ့လုပ်ငန်းသစ်တွေကိုငွေပြောင်းထည့်ဝင်တဲ့သူတွေအများပိုင် share တွေဖြစ်တဲ့ public stock offering နဲ့လုပ်ငန်းကိုအများပိုင်ကုမ္ပဏီဖြစ်ပြောင်းလဲပြီး stock ဈေးကွက်ကနေတစ်ဆင့် share တွေရောင်းချခြင်းတို့ပဲဖြစ်ပါတယ်။နံပါတ်3ကုန်ကျစရိတ်နဲ့အကျိုးဆက် cost and consequences debt financing ရဲ့ consequences တွေကတော့အောက်ပါတိုင်းဖြစ်ပါတယ်။ပထမဆုံးတစ်ချက်ကတော့အတိုးနှုန်း interest ပေးဆောင်ရခြင်းဒီအတိုးနှုန်းကိုအခွန်တွက်တဲ့အခါမှာကုန်ကျစရိတ်ဖြစ်နှုတ်ယူနိုင်တဲ့အတွက်ကြောင့်အခွန်သက်သာစေပါတယ်။နောက်တစ်ချက်ကတော့လုပ်ငန်းရဲ့စီမံခန့်ခွဲမှုနဲ့ပိုင်ဆိုင်မှုဆိုင်ရာဆုံးဖြတ်ချက်တွေမှာချင်းငွေပေးတဲ့သူကိုချင်းငွေစည်းကမ်းတွေလိုက်နာနေတဲ့၍ခွင့်ပြုစေရမလိုပါဘူး။နောက်ဆုံးချက်ကတော့လုပ်ငန်းအရှုံးပေါ်ရင်တော့အကျွေးနဲ့အတိုးကိုမပြစ်မနေပြန်ဆက်ရပါတယ်။တကယ်တော့မဆက်နိုင်ခဲ့တဲ့အခါလုပ်ငန်းရဲ့ပိုင်ဆိုင်မှုတွေကိုသိသိခံရနိုင်ပါတယ်။ share equity financing ရဲ့ consequences တွေကတော့လုပ်ငန်းကအမြတ်ရတဲ့အခါအမြတ်ဝေစု dividends ကိုခွဲပေးရတာဒါမှမဟုတ်လုပ်ငန်းကိုပြန်ရောက်တဲ့အခါအမြတ်ဝေစုကို investor စီခွဲပေးရပါတယ်။နောက်တစ်ချက်ကတော့ထိန်းချုပ်ခွင့် control ဖြစ်ပါတယ်။ share ရှင်ကြီးတွေဒါမှမဟုတ် venture capital စီကလုပ်ငန်းရဲ့စီမံခန့်ခွဲမှုဆုံးဖြတ်ချက်တွေမှာပါဝင်ပတ်သက်ခွင့် voting rights ရှိပါတယ်။နောက်ဆုံးချက်ကတော့လုပ်ငန်းအရှုံးပေါ်လို့ရှိရင်ရင်းနှီးမြှုပ်နှံသူတွေလည်းရှုံးပါတယ်။လုပ်ငန်းရှင်ကတော့ shareholder တွေရှုံးသွားတဲ့ငွေတွေကိုပြန်ဆပ်ဖို့တာဝန်မရှိပါဘူး။လုပ်ငန်းတစ်ခုအတွက်ငွေကြေးရှာဖွေတဲ့အခါမှာကျွေးမီဟာလုပ်ငန်းရဲ့လွတ်လပ်ခွင့်ကိုထိန်းချုပ်ထားပါတယ်။အဲ့ဒါအခွန်သက်သာခွင့်တွေကိုပေးစွဲနိုင်ပေမဲ့လုပ်ငန်းခက်ခဲကြုံလာတဲ့အခါဘဏ္ဍာရေးဆိုင်ရာ PR financial pressure ကိုဖြစ်စေပါတယ်။တစ်ပတ်မှာကတော့ share ဟာလုပ်ငန်းအန္တရာယ်ကိုမျှဝေငွေရပြီးပြန်ဆပ်ဖို့တာဝန်မရှိပေမဲ့လုပ်ငန်းရဲ့ပိုင်ဆိုင်မှုနဲ့ထိန်းချုပ်ခွင့်အစိမ်ပိုင်းကိုတခြားသူတွေကိုခွဲဝေပေးထားရပါတယ်။အဲဒါကြောင့်လုပ်ငန်းရှင်တအုပ်အနေနဲ့လုပ်ငန်းရဲ့ကြီးထွားမှုအဆင့်ဝင်ငွေတည်ငြိမ်မှုနဲ့ကိုယ်ပိုင်ထိန်းချုပ်လို့စိတ်စတဲ့အချက်တွေကိုသိချစွာချိန်ဆပြီးမှ
ကိုယ့်လုပ်ငန်းနဲ့အသင့်တော်ဆုံးဖြစ်မဲ့ငွေကြေးရှာဖွေမှုပုံစံကိုရောနှောပြီးတော့ဖြစ်စေတစ်မျိုးတည်းကိုအသုံးပြုပြီးဖြစ်စေစနစ်တကျရွေးချယ်တဲ့ကြောင်းအကြံပြုလိုပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ပတ်တင်မှာလည်း personal finance, economics နဲ့ business နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Money Insight မြန်မာ channel ကို like and follow လုပ်ထားပေးကြပါဦးနော်